အားလုံးပဲမင်္ဂလာပါဒီနေ့ UFC 315ရဲ့ခေါင်းပွဲဘလဲမိုဟာမက်နဲ့ Jack Maddalena တို့ပွဲမှာတော့မထင်မှတ်ပဲနဲ့ဟို Jack Maddalena ဒီ Australia နိုင်ငံသားနိုင်သွားတယ်ပေါ့နော်ပထမနှစ်ချီဒုတိယနှစ်ချီအဲ့လိုမျိုးနှစ်ချီစီတော့သူတို့နိုင်ကြတဲ့အနေအထားမျိုးပေါ့ဒါပေမဲ့နောက်ဆုံးတစ်ချီကအဆုံးဖြတ်ဖြစ်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနောက်ဆုံးချီမှာလဲဘလဲမိုဟာမက်ကထိတ်တောင်းနေပါရတော့နည်းနည်းလေးတာမလားလို့ဒါပေမဲ့ဒီJack ကသူ့ရဲ့ထိုးချက်တွေကတော်တော်လေးမှန်ကန်နေတိကြတယ်ထိုးချက်တွေတော်တော်လေးထိတယ်ပေါ့နော်ပြီးတော့တကယ်ဆိုဒီထိတ်တော့မှအလဲထိုးတော့မှရဖို့ပဲ Jack Maddalena တကယ်လို့သူသာဖိထိုးလို့ရှိရင်တော့မှနှစ်ခါလောက်အခွင့်အရေးရှိတဲ့အသားနဲ့ပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒါပရိသတ်တွေလည်းအားလုံးမထင်မှတ်ဘူးကျွန်တော်လည်းမထင်မှတ်ဘူးဘယ်နည်းနည်းကတ်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ထားတာဒါပေမဲ့မထင်မှတ်ပဲနဲ့ Jack Maddalena ကလက်ဆွန်းပြပြီးနိုင်သွားတော့ဒါအားလုံးပရိသတ်လည်းဝမ်းသာတယ်ဂျင်းနတ်တယ်အားလုံးဝမ်းသာဂျင်းနတ်ကြတယ်ဘလဲမိုဟာမက်လည်းပထမဆုံးခပတ်ကာကွယ်ပွဲမှာပဲသူရှုံးသွားတာဖြစ်ပါတယ်ဆိုတော့အခုကတော့ဒီအစ္စလာမ်မာဂတ်ချက်နဲ့တိုပိုရီယာတို့ကအစ္စလာမ်တို့ကပြောထားတာကဒီပွဲမှာဘလဲနိုင်ရင်တော့အစ္စလာမ်ကတိုပိုရီယာနဲ့ထိုးမယ်ပေါ့နော်ဆိုတော့ဒီပွဲသူရှုံးသွားတော့မထိုးဖြစ်တော့ဘူးလားတော့မသိဘူးဒါပေမဲ့ဘာဖြစ်ဖြစ်ထိုးတော့ထိုးသင့်တယ်မရှောင်သင့်ဘူးအစ္စလာမ်နဲ့တိုပိုရီယာပွဲရတကယ်ဆိုကြည့်ကောင်းမယ်ပေါ့နော်ဆိုတော့ဒါကတော့ side note ပေါ့လေဆိုတော့ဒီပွဲကိုပြန်ပြောရလို့ရှိရင်ဘာဖြစ်ဖြစ်ဗျာဒီပွဲကကျွန်တော်ထင်ထားတာတက်ကောင်းသွားတယ်အရင်ပြင်းစရာမကောင်းဘူးသူတစ်ဖြစ်နောက်ပိုင်းချီလီပေါ့လေပြီးတော့ဒီနေ့ဆိုလို့ရှိရင်လည်းဒီရုရှားမှာလည်းသူခပတ်ချန်ပီယံခပတ်ကိုကာကွယ်သွားနိုင်ခဲ့တယ်ဗယ်လန်တီနာရှက်ချင်ကိုပေါ့နော်ပြီးတော့ဟိုဆီအယ်ဒိုကြီးကတော့ရှုံးသွားတယ်ကျွန်တော်တို့စိတ်မကောင်းစရာပဲဟိုဆီအယ်ဒိုလည်းတကယ်ဆိုနောက်ဆုံးအချိန်မှာနိုင်ခါဆလေးနိုင်ခါနီးလေးသူသာဖိပြီးတော့ဆက်ထိုးချက်တီထိပြီးသားကိုအရန်မောလို့သူလိုက်မထိုးနိုင်တော့ရှုံးသွားတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ဒါ Alexa ကတော့ရှုံးသွားတယ်ဒါရုပ်ချောနဲ့အားလုံးလည်းကြိုက်ကြတဲ့Alexa လေးကတော့သူလည်းရှုံးသွားတယ်ဒီနေ့ပွဲမှာဆိုတော့ဘာဖြစ်ဖြစ်UFC 315ကတော့ပြီးသွားပါပြီနောက်UFC 316ကြတော့ဒါ Josh Chauvin လည်းပါလာမယ်အဲ့ပွဲကြလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့မှအားလုံးစောင့်ကြည့်ရမယ်ပေါ့နော်အဲ့ချိန်ကြလည်းကျွန်တော်တို့ပြန်တွေ့ကြမယ်ဆိုတော့ဘာဖြစ်ဖြစ်ဒီနေ့ပွဲကတော့ဒီလောက်ပဲအားလုံးလည်းစိတ်ဝင်စားစွာနဲ့ဂျင်းနှက်ကြလိမ့်မယ်လို့မျှော်လင့်နေဗလဲမိုဟာမက်ကသူ့ကြည့်မရတယ်လို့တော်တော်များတယ်ဆိုတော့ဘာဖြစ်ဖြစ်လေဆိုတော့နောက်ဆုံးအချုပ်ပြန်ပြောရရင်ဒီခေါင်ပွဲ UFC 315ဗလဲမိုဟာမက်နဲ့Jack Maddalena တို့ကနှစ်ချီလောက်အစမှာသူတို့နိုင်ထားတယ်လို့ပြောလို့ရတယ်နောက်ဆုံးအချီကအဆုံးဖြတ်ဖြစ်သွားပြီးတော့နောက်ဆုံးအချီမှာဗလဲမိုဟာမက်ကထိတ်တောင်းနှစ်ခါလောက်တော့ရလိုက်တယ်ဒါပေမဲ့သူချုပ်ဖို့စူးစမ်းတဲ့ကြားထဲကနေပဲJack Maddalena ရုံထွက်နိုင်ခဲ့တယ်ပြီးတော့ Jack Maddalena ရဲ့ထိုးချက်တွေကတိကျတယ်အားတော့နည်းနည်းလိုတယ်အားတော့အရန်မပြင်းဘူး Jack ကတကယ်ဆိုပြင်းတာထိုးနိုင်လို့ရှိရင်ပို့ပြီးတော့မှဖြစ်လိမ့်မယ်နောက်တစ်ခုက Jack ကခွန်ကောင်းပြီဘလဲနည်းနည်းလေးရိုင်နိုင်တယ်ဖြစ်တဲ့ချိန်မှာတော့မှ तू ကနှစ်ခါလောက်တကယ်ကိုဖိဆက်ထိုးလို့ရှိရင်နိုင်တဲ့အနေထားရှိပေမဲ့နည်းနည်းလေးဖြစ်တယ်ဆိုတော့ဒါပေမဲ့ဘာပြောပရိသတ်တီဂျေနတ်အောင် तू အနိုင်ကိုမထင်မှတ်ပဲနဲ့အနိုင်ယူပြသွားလို့ဒါအားလုံးပဲဝမ်းသာကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒီပွဲကိုမွန်ထရီယယ်ဒီကနေဒါနိုင်ငံမှာထိုးသွားတာဖြစ်ပါတယ်ဆိုတော့ဩစတြေးလျနိုင်ငံသားကချန်ပီယံတစ်welterweight တိုင်းရဲ့ချန်ပီယံတစ်ဖြစ်လာပါပြီဆိုတော့အားလုံး UFC 315ရဲ့ကျွန်တော်ရဲ့ဒီအတူချုံလေးပေါ့နော်ကျွန်တော်ရဲ့အတူချုံ review ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် see you ကျွန်တော် TV ပါ MMA မြန်မာကဖြစ်ပါတယ်